ငယ်ကလေးက brainwash ခံထားတဲ့ကိစ္စတစ်ခုရှိတယ်။ဘာလဲဆိုတော့ဒီ AEIOU တွေရဲ့အရှိမအမြဲတမ်း ANN ဆိုတာကိုပေါင်းထည့်ပေးရမယ်ဆိုတဲ့အယူပဲဖြစ်ပါတယ်။ဒါပေမဲ့အမှန်မဟုတ်ပါဘူး။ AEIOU နဲ့စပြီးတော့ ANN မပေါင်းတဲ့စကားလုံးတွေအများကြီးရှိပါတယ်။ဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကဘာလဲဆိုတော့ University, Uniform, European country အဲ့ဒါတွေကအရှိမ ANN လုံးဝမကတ်ဘူး။ AEIOU ရဲ့အရှိမ N ကတ်တဲ့စကားလုံးတွေကဘာကြောင့်လဲဆိုလို့ရှိရင်ဒီ AEIOU ဆိုတဲ့ဒီအင်္ဂလိပ်အခရာတွေကြောင့်မဟုတ်ပါဘူး။တကယ်တော့သူတို့ရဲ့ဒီတရတန်ဒီ phonic sound လေးတွေကြောင့်ဖြစ်ပါတယ်ရှင်။ A ရဲ့ phonic sound ရော U ရဲ့ phonic sound ရော E ရော I ရောအကုန်လုံးကနဲ့စတဲ့အတန်တွေပဲမှလို့ဖြစ်ပါတယ်။ဥပမာဆိုလို့ရှိရင် umbrella ဆိုတော့ I နဲ့တ N အဲ့လိုမျိုးပေါင်းတာဖြစ်ပါတယ်။ umbrella နောက်က ice cream ဆိုလို့ရှိရင်လည်း R လုံးတွေထောင်ရင်ကတာ I အဲ့လိုမျိုးအတန်ထွက်နဲ့စတဲ့စကားလုံးတွေမှာဒါခက်တာတော့သူကို ANN ပေါင်းထည့်ပေးရတာဖြစ်ပါတယ်။ဒီအရှိမပြောခဲ့တဲ့ဒီ university တို့ uniform တို့ကကြတော့နဲ့မပေါင်းမယ်နဲ့ uniform ဆိုလို့ရှိရင်လည်း ya play နှစ်ချောင်းငယ်ရှု ya play အတန်ကြီးထွက်နေရလုံးဝနဲ့စတဲ့အတန်မဟုတ်ဘူး။ဥပမာ university ဆိုလို့ရှိရင်လည်း ya play နှစ်ချောင်းငယ် U နဲ့ပဲပေါင်းတယ်။ခုကတော့ဒီ European country ဆိုလို့ရှိရင်သူကဒီနဲ့ပေါင်းတဲ့ဟာတွေမဟုတ်ဘဲနဲ့ U ဆိုတဲ့အတန်ကြီးဖြစ်နေတာမလို့သူကို ANN ပေါင်းထည့်ပေးကြမလို့ပါ။အဲ့ဒီတော့ရှင်တို့တွေလည်းဒီ AEIOU နဲ့စတဲ့စကားလုံးတွေကို ANN မပေါင်းထည့်ဘဲနဲ့သူတို့ရဲ့အတန်ထွက်ကိုစိတ်ထဲမှာရွှေ့ပြီးမှသာ ANN လေးကပ်ပေးပါ။သူတို့ရဲ့အတန်ထွက်ကနဲ့စတဲ့အတန်တွေ ice cream တို့ umbrella တို့ uncountable လို့ဖြစ်နေမှာဆိုလို့ရှိရင်တော့ ANN ထည့်ပေးပါ။ဒါပေမဲ့တခြားစကားလုံးတွေ university တို့ uniform, European country တို့အဲ့လို ya play နဲ့စတဲ့အတန်တွေဆိုလို့ရှိရင်တော့ ANN ထည့်ပေးစရာမလိုပါဘူး။ I hope that you learned something from this video. So thanks for watching my video. See you next time.